Hello အားလုံးပဲမင်္ဂလာပါ MM Daily Football Sport မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒါမြန်မာစံတော်ချိန်ဒီ9နာရီမှာကစားတော့တဲ့ Manchester United နဲ့ဒီ Tottenham Hotspur ရဲ့ပွဲပြီး3သက်ချက်လေးဒီကိုရိုနဲ့အတူဆွေးနွေးတော့ကြရအောင် Hello အားလုံးပဲအခုဒီလက်ရှိဒီ Manchester United နဲ့ဒီ Spur နဲ့ပွဲမှာဒီ Man U အိမ်ကွင်းမှာပေါ့ကွယ်ဒီအခုဒီ Spur နဲ့မန်ယူကတော်တော်လေးကောင်းလာတယ်အခုဒီလက်ရှိဒီဘိုက်ကကားရဲလက်ထက်မှာဆိုရင်သူ၄ပွဲမြောက်၄ပွဲဆက်အနိုင်ပေါ့ကွယ်ဒီ၄ပွဲထဲမှာသူကလုံးဝဟိုရှယ်ကြီးတင်းနေဖြုတ်လာခဲ့တယ်ဟိုနောက်ဆုံးသူပါတယ်ဟဲ့ sorry ဒီ၄ပွဲထဲမှာသူမန်စီးတီးရှိမယ်အာဆင်နယ်ရှိမယ်ဖူလ်ဟမ်ရှိမယ်အခုတဲ့နောက်ဆုံးပွဲဆွန်တာတော်တန်ဟော့စပါရှိမယ်အကုန်လုံးကနော်ဒီပါချီချက်တင်းနေမို့အကုန်လုံးတကယ်ဟိုဒိတ်ချက်တင်းနေပဲဆိုတော့ဟိုချီဆွမ်းအဖြစ်တော့လည်းကောင်းအခုဒီနီးပြဒီမိုက်ကယ်ကာရက်လက်ထက်မှာကစားသမားတွေမန်တယ်ဆာအကုန်လုံးကဟိုအမြင့်ဆုံးရောက်သွားတယ်လားဆိုတော့အခုလက်ခေမန်ယူဘက်ကရင်ပြောကြည့်မယ်ဆိုရင်ဒီမန်ယူကဒီပွဲမှာဟိုနီးပြထုတ်လိုက်တဲ့ဟိုဘာလဲကစားသမားတွေလည်းအကုန်လုံးကဟိုမှန်တယ်သူ့နေရာနဲ့သူလေဒီစပါးဘက်ကလည်းကန်ဆိုးတာကဒီသူတို့ရဲ့အဓိကဘိုးခံစစ်မှုအားထားရတဲ့ရိုမဲယိုကဒီမိနစ်28လား29လားအဲ့မှာသူအနီကတခုထီသွားတယ်ဆိုတော့အိမ်တိုင်ခင်ကတော့နည်းနည်းဟိုသူတပြန်ကိုပြန်တိုက်နေသေးတယ်ဒါပေမဲ့ဒီရိုမဲရိုဒီ29မိနစ်မှာထင်တယ်အနီကထီပြီးတဲ့ခါကျတော့ဟိုလုံးဝမရတော့သူတို့အရင်မတိုက်ရဲတော့အဲ့ချိန်မှာသူတို့တိုက်စစ်ဒီတောင်မတိုက်စစ်တယောက်ထုတ်တယ်ဒါပြင်သူတို့ခံစစ်တယောက်ပြန်ဖြစ်တယ်အဲ့ဆိုတော့သူတို့တိုက်စစ်အရင်မတိုက်တော့အဲ့ချိန်မှာမန်ယူကဟိုတရဆိုတိုက်ပြီကွာတိုက်တဲ့ခါကျတော့သူဒီဘယ်လိုပြောမလဲဒီအမ်ဘူဘူပေါ့သူ38မိနစ်မှာဟိုတောင်းကန်ဘောကနေပေါ့ဆက်ပြီးတောင်းကန်ဘောကနေဒီတောင်းကန်ဘောကနေသူပြီးလိုက်တဲ့ဥစ္စာကိုတခါဟို1-2ပုံစံမရိုက်တော့တာအဲ့ဆိုအဲ့ကိုကပါဝါတော့ရိုင်းတော့မမြောက်ဒါပေမဲ့အတောင်လုံးအန်ကယ်တော့ကြတယ်ဆိုတော့ကိုဝန်သမားဘာမှမတတ်နိုင်ပါအဲ့မှာ30နှစ်မှ10မိနစ်မှာမန်ယူနဲ့တက်ကတူညသွားတယ်ဒါပြီးတော့ဒီလိုနဲ့ပွဲရဟိုသူတိုက်သူတက်နဲ့ကိုဟို1-0နဲ့ပဲဒီပထမပိုင်းပြီးသွားဒုတိယပိုင်းကျတော့ဒီစပါးကဘယ်လိုပြောရမလဲသူတယောက်ရော့ပြီးမဲ့ဟိုမဆိုးပြက်ကစားတာလေးကမဆိုးပြန်ပြီးတော့ဟိုမန်ယူနိုက်တက်ကိုသူတပြန်ကိုပြန်ကောင်းပြန်တိုက်နေတယ်ဒါပေမဲ့သူပထမပိုင်းမှာရောဒီဒုတိယပိုင်းမှာရောဒီဘယ်လိုပြောမလဲဟိုမန်ယူရဲ့ဂိုးဖန်းသမားဟိုအဲ့လောက်ထိနေမေးရချင်းချောက်တာတော့တလုံးမှမရှိဘူးဒီဒုတိယပိုင်းမှာတလုံးရှိတယ်ဒီသူတို့ဒီလူရှော့မာပြလိုက်တဲ့တလုံးကနေဒီဆိုင်မွန်တလုံးလန်းကနေအဲ့တလုံးလောက်ပဲဒါတော့မှသူတို့ဒါလူရှော့မာပြီးပြလိုက်တဲ့နေရာနေဟိုနည်းနည်းအဲ့ဒါလေးတော့နည်းနည်းတိုင်နေနည်းနည်းလေးရှက်ထီးလေးပေါ့ကွယ်အဲ့တလုံးလောက်ပဲကျန်တာဂိုးဖန်းသမားဟိုမေရချင်းချောက်တာဆိုတလုံးမှမရှိဘူးမန်ယူကတော့ဒီပွဲမှာ2-0နဲ့ဆိုပြီးမှတကယ်ဂိုးဖန်းစပါးရဲ့ဂိုးဖန်းသမားတာမကောင်းဘူးဆိုရင်ဟိုဘယ်လိုပြောမလဲမရှိဘူးဆိုတာလေ4-0အနည်းဆုံး4-0လောက်တော့ပြတ်မှာတဲ့လားဒုတိယပိုင်းမှာဆိုရင်ဟိုတိုင်းနောက်ဆုံးပွဲပြီးခါနေမှာဆိုရင်ဟိုဆက်စကိုဒီကောင်းတိုက်တလုံးလေကိုယ်သမိုင်းနဲ့တဲ့ကြီးကွယ်ပြောမှဆိုရင်ဘယ်ပဲဖြစ်ညာပဲဖြစ်နည်းနည်းလေးဆောင်းတိုက်တော့မှတခြားဘောဝင်မှာဆိုတော့ဘာပဲဖြစ်ဒီပွဲမှာမန်ယူနိုက်တက်ကဟိုလေးပွဲဆက်အနိုင်နဲ့နောက်ပြီးကျရင် clean sheet လေးရတယ်ဟိုဘယ်လိုပြောမလဲဟိုတိုက်စစ်ကဟိုလဲနှစ်ကိုရတယ်တကယ်ဆိုရင်တကယ်ဒါအဆုံးသက်တည်ချမယ်နောက်ပြီးစပါကိုဖန်သမားတာမကယ်ဘူးဆိုရင်၄လုံး၅လုံးတော့အေးစီးရတယ်ဒီပွဲမှာမန်ယူကဆိုတော့ဒီတခုနောက်တစ်ခုကဒီစပါးမှာကျတော့သူကအဲ့ဒီဗာလဲဒီရိုမဲရိုကတကယ်ပွဲကြီးတွေကြီးကောင်းတော့မယ်ဆိုရင်သူခဏအနီးကပ်ရတယ်တခါကြိုင်သူဟိုပြောမလဲသူကိုယ်တိုင်ကဒီကစားပုံကအရန် aggressive ဖြစ်တယ်ကွာတခါကြအခုဒီနေ့ပွဲကျတော့သူက aggressive ဖြစ်တာမဟုတ်ဘဲနဲ့ဒီကက်စမဲရိုရဲ့ဒီ6တီကိုတော်ထိတဲ့ခါကျတော့ဟိုတဝါတွေမဟုတ်တိုက်ရိုက်နေဆိုတော့သူတို့ကလည်းကန်ဆိုးတယ်နောက်3ပွဲစတိုက်ပြရမှာသူတိုက်ရိုက်နေဆိုတော့ကက်စမဲရိုတို့ကတော့ဟိုကံမကောင်းပါဘူးသူကပွဲကြီးတော်တော်များဆိုရင်သူကကောင်းပါရက်လက်နဲ့အနီကဟိုပိုးတဲ့မှုတော့ဥမာကွာ3ပွဲမှာဆိုတီချာယူတပွဲတော့အနီကထိတယ်ဆိုတော့စပါတို့ကတော့တော်တော်လေးထင်တာတော့ပါတယ်တကယ်လို့ဒါစပါအဲ့ဒီရိုမဲရိုဒါဒီအနီကမထိဘူးဆိုရင် maybe ဒီရှုံးချင်မှလည်းရှုံးမယ်ကွာဒါပေမဲ့ကစားအားတော့လောက်ထိမကောင်းမှန်ယူတော့တိုင်းတိုက်တာဒုတိယပိုင်းမှာဆိုတလုံးပြီးတလုံးနဲတာမို့နှမျိုးဆရာကောင်းတယ်နောက်ဆုံးခဏပြောလိုက်ပြီးခါနီချက်ကိုတလုံးဆိုလည်းတကယ်နှမျိုးဆရာကောင်းတယ်နိုင်တာပဲတကယ်ဆိုရင်ကိုရရင်ရတယ်လို့ဟိုတွေးရမှာဆိုတော့အခုဂိုးနဲ့ပတ်သက်ပြီးပြန်ပြောမယ်ဆိုရင်ဒီပထမပိုင်း38မိနစ်မှာအမ်ဘူဘူကတလုံးသွင်းနေနောက်ပြီးဒီဒုတိယပိုင်းမှာတော့ဒီ
ဖနန်ဒက်87မိနစ်မှာတလုံးသွင်းနေအဲ့ဆိုတော့2စီဆိုတော့စပါလုံးဝမလိုက်ပထမတော့ဒီ1စီဖြစ်ခဲ့သေးတော့စပါသူလည်းတကူကြိုးစားသေးတယ်သူတပြန်ကိုလေးပဲမဟုတ်ကွယ်တိုက်သေးတယ်ဒါပေမဲ့ဒီဖနန်ဒက်81မိနစ်မှာတခါကိုသွင်းပြီးနောက်ပိုင်းကျတော့စပါလည်းဘာမှမရတော့နောက်ပြီးဒီမှာဒီဗာလဲသူလည်းတိုက်စစ်တွေမြင့်နေဒါပေမဲ့တည့်ရတိုင်းပဲဘလုံးပွဲတစ်ပွဲမှာတယောက်ရော့ပြီဆိုရင်တစ်ဖက်ကလုံးဝအသာစီကိုကစားပြီး PPCC နဲ့ဆိုတော့စပါဘက်ကတော့ဒီနေ့ကန်ဆိုးပါတယ်စောစီစီဒီ29မိနစ်မှာရိုမယ်လိုရဲ့နီကသူတို့ရဲ့ဒီရှုံပွဲကိုဖြစ်သွားစီတာပေါ့ကွယ်ဒီလက်ရှိအခုမန်ယူနိုက်တက်ကတော့4ပွဲဆက်နိုင်ပွဲနဲ့တော့ congratulation ပါလို့နောက်ပြီးသူအခုနိုင်ခဲ့တဲ့4ပွဲလုံးဆိုရင်ဘယ်လိုပြောမလဲအလဲလက်တင်းနေအောက်တင်းနေမို့လုံးဝအထိတ်ကတင်းနေပဲဆိုတော့ပြောရမယ်ဆိုရင်သူကတခုဒီ4ပွဲဆက်နိုင်တော့တဲ့သူကtop 4တော့ကတော့အရင်ယူသူအားကောင်းလာပြီကောကအခုဒီ champion league အတွက်ဆိုတော့နောက်အခုသူဂျာရက်မှာဒီ Warham တင်းနဲ့ကန်မထင်နဲ့အဲ့ပွဲဆိုရလက်ရှိ current form နဲ့ဆိုသူ ACC နိုင်တယ်ဒါပေမဲ့ awaken တော့ကန်မှာပေါ့ကွ Warham ရဲ့ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီ Man U ကစားတူတယောက်ဆင်းမှလဲဒီနေ့တော့ပြီးနောက်တစ်ခုအောင်ပါလဲဒီ Man U ကဒီသူတို့ဒီဗာလဲဘိုကန်စင်မှာကိုရလဲရန်ကောင်းတယ်ဒီနေ့သူ့ဘိုကန်စင်မှုဥဆောင်မှုကလည်းရန်ကောင်းတယ်နောက်ပြီးစပါးရဲ့ဒီ long ball တွေလည်းသူကောင်းဖြတ်ထုတ်နိုင်တယ်ကွအဲ့မျိုးဆိုတော့အဲ့ဒါတော့နောက်ပြီးခုညလည်းဒီနေ့ကန်တဲ့wicket လုံးတစ်လုံးဆိုရင်ပထမပိုင်းကဆိုရင်တကယ်တိုင်နဲ့တိုင်းမွေးဘူးလက်လေးလုံးငါလုံးဆက်လုံးပဲဝေးမှာအဲ့လုံးဆိုတော့တကယ်နှမျောဆက်ကောင်းတယ်တကယ်လို့အဲ့လုံးတော့ဝင်သွားရင်အရန်လာမှာကိုကလေ तू ကနောက်ပြီးကျရင်အဝေးရက်နေလမ်းကန်တာဆိုရလေအဲ့ဒါလည်းနှမျောဆက်ကောင်းတယ်ဒါပေမဲ့ဒီနေ့အဲ့တလုံးကလွဲရင်ခုညတော့အရင်ပွဲလောက်တော့တွေ့တယ်အရင်ဒီပွဲမှာမလုံနိုင်ဘူးပေါ့ကွယ်ဒီအမ်ဘူဘူကတော့ဒီသူ့ထက်ဒီပွဲမှာပို့ပြီးတော့movement လေးတွေပိုကောင်းတယ်ဆိုတော့စပါတော့ခုတိုင်ပတ်ပါတယ်ဒီပွဲကြောင့်သူဘယ်လိုပြောမလဲသူဒီပွဲကြောင့်သူဒီအဆင့်ကိုဘယ်လောက်လဲ30အောက်ဟိုဝေးရောက်သွားရင်အဲ့တော့သူတို့ကလည်းနည်းနည်းဒီ danger ဖြစ်သွားပြီဒီဘယ်လိုပြောမလဲဒီ top 10ထဲဝင်ဖို့လေဘာလို့ဆိုတော့သူကစပါရဲ့ချီဆွမ်းဘယ်လိုဖြစ်လဲဆိုတော့သူကချန်ပီယံလိဂ်မှာတော့သူတော့ဟုတ်နေတာပဲဒါပေမဲ့ဒီပရီးမီယာလိဂ်မှာတော့တော်တော်လေးတိုင်ပတ်ပါတယ်ဒီစပါဆိုတော့မန်ယူကတော့အခုတကယ်လေးပွဲဆက်ဒီမတိုင်ခင်ဒီအမိုရင်လက်ထက်မှာဆိုရင်သူ3ပွဲဆက်ကိုနိုင်တာတစ်ခါပဲရှိတယ်ဒါပြီးတော့အခုဒီနီးပြပြောင်းလိုက်တာဆိုမှန်သွားတယ်လို့ပြောမယ်မိုက်ကယ်ကာရိုကအခုသူလက်ထက်မှာလေးပွဲဆက်နိုင်တယ်နိုင်ပွဲတော့မှခဏပြောသလိုဒီလဲလက်တင်းနေဖို့ကလည်းလုံးဝတူထက်ကအတင်းကြီးကိုပဲနိုင်တာနောက်ပြီးကြိုင်ဒီဘယ်လိုပြောမလဲလဲဆိုကန်ကောင်းလို့ဒါမှမဟုတ်ချက်ကန်လို့အဲ့မျိုးနိုင်တာမဟုတ်ဘဲနဲ့ခြီဆွမ်းရဖြစ်တော့အကောင်အဖက်ဘက်ကနေသူကအရန်ကိုသူ့ကစားကွက်ရောတယောက်နဲ့တယောက်ဒီဘယ်လိုပြောမလဲ connection လည်းရမ်းမိတယ်ဆိုတော့ဒီပွဲမှာတော့တကယ်မန်ယူလည်းအရန်ကောင်းတယ်အဲဆိုတော့ဒီပထမဒီ29မိနစ်မှာရိုမယ်ရိုအနီကမ်ထင်းတော့တမျိုးတစ်ပုံလည်းဖြစ်သွားနိုင်တာပေါ့ကွယ်ဒါပေမဲ့ကန်ဒီကသူ့ဘက်မှာရှိတယ်အမှန်ဆိုကိုကဒီထက်လည်းပိုရမှာဒါပေမဲ့ဘာဖြစ်ဖြစ်ဒီပွဲမှာ job done နှစ်ကိုရတယ် clean sheet ဖြစ်တယ် job done ပဲအဓိကတော့ဘယ်လိုပဲနိုင်ဖို့ပဲဒါပေမဲ့ဒီပွဲမှာတော့ပြောချင်တာခြေစွမ်းရတော့၎င်းတယောက်နဲ့တယောက် connection နဲ့ရန်ကောင်းတယ်မန်ယူကဆိုတော့လက်ရှိ၄ပွဲဆက်ဆိုတော့ဒီဂျိုင်ရဲ့မှာပြန်ကန်မဲ့ဒီ Warham နဲ့တင်းဆိုလဲလက်ရှိ current form နဲ့သူတို့စိတ်တက်နေဆိုရင်လုံးဝအနိုင်ကန်ကန်နိုင်တယ်ဒီ Warham တင်းကိုWarham တန်းစင်းဆောင်ကသူဘယ်လိုပြောမလဲရုံးကရှိတိတိုင်အောင်လက်ရှိမန်ယူရဲ့ current form တော့ကြောက်ခမန်းလေးပဲရန်ကောင်းတယ်ဆိုတော့ညီကိုတို့ဘယ်လိုမြင်ကြလဲအခုလက်ရှိဒီမန်ယူနဲ့ဒီစပါကန်တော့တဲ့ခြေစမ်းပွဲကိုဘယ်ကစားသမားတော့ပဲဒီနေ့ပွဲမှာတော့သူမန်ယူဘက်ကတူတယောက်အားနေတာလို့ပြောရအောင်တယောက်ကမရှိဘူးအကိုလုံးကrating ကလည်းအရန်ကောင်းတယ်ကွာကြည့်မယ်ဆိုရင်ဒီနောက်ဂိုဗန်သမားဆိုရင်စပါဘက်ကမေပြချင်းချောက်တာတလုံးမှမရှိဘူးခဏပြောတဲ့ဒုတိယပိုင်းမှာဒီလူရှော်မာပေးရတယ်ဒီဆိုင်မွန်တလုံးအဝေးလမ်းကန်အဲ့တလုံးလောက်ပဲကျန်တဲ့လုံးနေဆိုရင်မေရမရှိဘူးနောက်ပြီးနောက်တစ်ခုကမန်ယူကဆက်ဖီလည်းတော်တော်လေးခေါင်းလာတယ်အခုဒီကော်နာတွေပါဆိုရင်လေဒီကော်နာလည်းအရန်အဲ့ဘိုင်းမှာလည်းသူအရန်တူတက်လာတယ်ဆိုတော့ဒီမန်ယူတော့ကတော့ဒီအပြောင်းနီးပြပြောင်းလဲလုပ်လိုက်တာတော့လုံးဝမှန်ကန်တယ်ပြောရမယ်ဘာလို့ဆိုအမိုရီနဲ့ထက်မှာဆိုရင်သူကစားသမားတွေကလည်းမကစားပေးချင်တာလို့ဒါမှမဟုတ်တယောက်နဲ့တယောက်ကတိတ်ပြီးတော့connection မမိဘူးဆိုတော့လေဆိုတော့အခုဒီနီးပြဒီမိုက်ကယ်ကာရီလက်ထက်မှာတော့မန်ယူတော့လုံးဝဖောင်ကတော့တူတယောက်ဝင် team work ကလည်းတော်တော်လေးကောင်းလာတယ်ချီဆွမ်းရလည်းဘာမှပြောစရာမရှိဘူး
ဆိုတော့ဒီကတော့မြင်လေးပြောပါအောင်ကျွန်တော်တို့ဒီနေ့ပွဲမှာမှန်ယူကစားတော့တာလေးကိုတော်တော်လေးတပေါ်ကြတယ်အဲ့အနီကဟိုစပါးကအနီကထိုးရတယောက်ထိုးရလို့ဘာညာအဲ့ဒါခဏပြီးဖယ်တာအဲ့ဒီချီဆွမ်းတော့ကျွန်တော်တော်တော်လေးကိုတပေါ်ကြတယ်ဒီနေ့မှန်ယူမှာလေဆိုတော့အမ်ဘူဘူကလည်းဂိုးတွေပြန်သွင်းပြန်ပြီးနောက်ပြီးဒီနေ့တော့ဒီကဲဆိုရင်ဟိုခုညလည်းဂိုးရတင်တာနှမျောဖို့ကောင်းတယ်အဲ့လုံးခဏပထမပိုင်းကဒီအလုံးလေးဆိုရင်လေဆိုတော့ဖရန်ဒါလည်းဒီဂိုးရတယ်တောင်ပြီးဒီနေ့ဆိုရင်သူတို့မှန်ယူရဲ့ကွင်းလယ်ပို့ချုပ်ပြောရမလားကဆမီလိုဆိုရင်လည်းပွဲတရားမြောက်ပြီဆိုတော့သူ့အတွက်ကလည်းဟိုပွဲတရားမြောက်ပြီနောက်ပြီးနိုင်ပွဲလည်းဆက်တယ်ဆိုတော့တကယ်ဒီမှန်ယူဖိုင်နယ်တော့ကတော့ဒီနေ့တော့ဟိုဘယ်လိုပြောမလဲပြောစရာနေ့တနေ့ပေါ့ကွယ်ဆိုတော့ညီကတို့အမြင်လို့လည်းဒီပြောပြပါအောင်ဒီ comment မှာဒီနေ့မှန်ယူချီဆွမ်းနဲ့ပတ်သက်ပြီးဘယ်လိုဟိုအာရမှုအာယူကျန်မှုရှိလားဘယ်မှာတွေလိုချက်ရှိလဲဆိုတာဒီ comment section ပေါက်မှာမှတ်ချက်ပေးတော့ရပါတယ်အခုတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်